ဘယ်နဲ့ကိုမျက်ရည်ပေါက်ကြပြီးတော့မထနိုင်တော့မျက်ရည်ပေါက်ကြပြီးအော်လေးဆိုဒီ CT scan တွေပါရိုက်ကြည့်တော့ရိုက်ကြည့်တော့ကျွန်တော်အဲ့ CT scan ကိုဆရာကြီးတော့ကျွန်တော်ယူသွားတယ်ရိုက်ထောင်စေးကမှအဲ့လိုပဲပြားနော်အဲ့လိုဆိုတော့ပြားတာတော့မဟုတ်ကျွန်တော် L5S1 မှာ L5S1 ကကျွန်တော်ကအယူပြားဟုတ်ပေါ့အမှန်တော့ scientific ကပါပဲဟဲ့တော့ honey tactics ခေါ်တာပေါ့အဲ့လိုပုံစံမျိုးနည်းနည်းဆန်ဖြစ်တာပထမတစ်ခါပြပြီးကျွန်တော်တောင်းလျှောက်ဟွာလုပ်တယ်9လောက်လုပ်တော့တော်တက်တာသွားတယ်ဒါပေမဲ့နောက်ပိုင်းကျတော့နည်းနည်းပြန်ပြောင်းလာပြီးတော့ညအိတ်တဲ့ချိန်မှာနာဆရာကြီး second night ကျွန်တော်ပြန်သွားတော့ခါကျဒုတိယချိန်ပြန်သွားတော့ခပတ်ဘောနော်ခွာပေါ့တပတ်ပြီးတော့ကျွန်တော်တို့ခပတ်မလို့ညအိတ်တာဖြစ်တယ်တပတ် CBA ရဲ့တက်တာလေဆိုအဲ့တပတ် CBA လေးတွေကျွန်တော်နောက်အတိအကျကျွန်တော်ရှင်းလာပြီးမှပြောက်သွားတာအဲ့ဒါကျွန်တော် live ဖတ်ကြည့်တဲ့နောက်ပိုင်းကျမှအဲ့ဒါဖြစ်ဖို့တော့ကျွန်တော်ကြောက်သွားပြီးတော့အဲ့ကနေကျွန်တော်ယောဂပဲကျင့်တော့ဘာမှဘာအားကစားမှမလုပ်တော့ကြောက်လို့ဘာလို့တအားဖြစ်တာလဲပြီးခဲ့တဲ့3လကကြတော့ကျွန်တော်အမေစဖြစ်တယ်ကျွန်တော်အမေက84နှစ်ဆိုတော့ဒူပေါ့ဒူကြီးပေါ့ဒူကြီးဆိုတော့ဒူကတော့တက်ကလည်းကျွန်တော်ကြီးပဲ84ဆိုတော့အဲ့ဒါကြီးကကျွန်တော်တို့ဘန်ကောက်ကိုသွားတယ်တွားတော့မယ်ပတ်စံလေးဆိုမတက်နိုင်ဘူးဒီမှာကျတူတခုလို့ဆေးထိုးတယ်ဆေးထိုးတော့မခံနိုင်ဘူးလေလူကြီးဆိုတော့အဲ့ဒါမခံနိုင်ဘူးဖြစ်တယ်ကျွန်တော်ဆရာကိုပြကြည့်မလားဆိုပြီးဆရာ Fiverr နဲ့လည်းသူက concept လုပ်တော့ဆရာရှိကိုကျွန်တော်တူမလေးတွေပေါ့လှမ်းပြီးတော့ချိန်ပြီးကျွန်တော်84နဲ့ဆရာရန်ကုန်ကနေလှမ်းပြီး consultation လုပ်တာ3လအတွက်ကြောက်သွားတယ်လူအခုတော့ရင်တော့80ကျော်ပြောက်84လေကွာရင်တော့ဝါကာကြီးသွားတယ်အိမ်ထဲမှာ exercise လုပ်တာပေါ့ exercise ပဲအဲ့ခုနအမပြောနေတဲ့ bicycle တူတော့မတူပဲ bicycle စီးတာတွေပါတယ်ပြီးတော့ဆရာပေးတယ်84နဲ့ကလုပ်တာလုပ်ရတာပေါ့ထိုင်ပြီးလုပ်တာသူကတွားနန်တွားလာပြီးအဲ့လိုပေါ့ထိပြီးတော့လို့ bicycle သူလည်းပြောတာပါသူလုပ်တဲ့ဟာတွေနဲ့ကျွန်တော်လုပ်တဲ့ဟာနဲ့အမလုပ်တဲ့ဟာနဲ့တူမှာမဟုတ်ဘူးအဲ့ဆရာကသူနဲ့သက်ဆိုင်တဲ့ဟာပေးတာပေါ့အဲ့ဒါဆရာလည်းခုမှပြောမလို့3လကြာတဲ့အချိန်မှာပျောက်သွားတယ်ဩကျေးဇူးတင်ပါဆရာလည်းပြောတာပါလို့ဆိုတော့အမေဒီကိစ္စကျွန်တော်ပြောတဲ့ဟာကိုလုပ်ဒါဘာဖြစ်တာပေါ့နော်ဒူးနာတာဆိုအရွတ်ဖြစ်တာဆို3လကျွန်တော်အာမခံနဲ့3လပဲမပြတ်ခွက်လို့ဆိုတလေခေါ်တာပဲလုပ်တာတလေ3ရက်3ရက်ဒါကျန်တာမလို့သမင်းစားတယ်ဆရာပြောတဲ့ခြေကို3ရက်တော့အချိန်ကြီးကြတယ်အဲ့ဒါပဲလုပ်တာတလမှာစပြီးလမ်းလျှောက်နေတယ်တော်လိုက်တာတလမှာစပြီးလမ်းလျှောက်နေတယ်3လမှာတော့ကောင်းကောင်းပျောက်သွားတယ်ဝေါ်ကာလည်းလွတ်သွားတယ်ကျေးဇူးတင်ပါတယ်ပုံမှန်တော့4ချိန်ကလုပ်သေးတယ်လုပ်တယ် This too will pass Every pain, every struggle, every hard season is temporary